ကဲတော်နကြီးတစ်ခုတည်းဝင်သွားတဲ့အခါခြေဘဝအောက်မှာဘာတွေဖြစ်နေလဲဆိုတာသတိထားမိကြပါသလားအဲ့ဒီမှာလေတိတ်တိတ်ကလေးဖြစ်ပြနေတဲ့မော်ဆန်တဲ့ခရီးစဉ်တစ်ခုရှိနေပါတယ်ဆိုတော့ဒီနေ့ဒီတင်ဆက်မှုမှာအဲ့ဒီမျက်စိနဲ့မမြင်နိုင်တဲ့မော်တပင်ရဲ့အန်အောလာဘွားဆက်လံကိုအတူတူလိုက်ကြည့်ကြရအောင်တော်ရဲ့ဘဝဘယ်ကစတယ်လဲစဉ်းစားကြည့်ဖို့ပါတလားကြီးမားတဲ့တစ်ပင်ကြီးတွေကနေစတာလားဒါမှမဟုတ်အဲ့ဒီအများကြီးပိုတင်းငယ်ဒီကျွန်တော်တို့တောင်မမြင်နိုင်တဲ့အရာတစ်ခုခုကနေမြတ်စတင်ခဲ့တာလားကဲဒါဆိုရင်အဲ့ဒီလူဝက်ချက်တဲ့ကိုအတူတူခုံစင်းကြည့်လိုက်ကြရအောင်မိုးတပင်ရဲ့ဘဝခရီးရလေကျွန်တော်တို့မျက်စိနဲ့လုံးဝမမြင်နိုင်တဲ့အင်မတန်မှတင်းငယ်တဲ့အမွန်အမွားလေးတွေနဲ့စတင်တာပါအဲ့ဒါကို spore လို့ခေါ်ပါတယ်သူ့ကိုမှုရဲ့မျိုးစေ့လို့ပြောလို့ရပါမယ်အပင်ရဲ့မျိုးစေ့ထက်အများကြီးပိုတင်းနေတယ်သူကဘဝတဲ့တစ်ခုလုံးအတွက်လိုအပ်တဲ့အချက်လက်အပြည့်အစုံကိုတည်ဆောင်ထားပြီးအချိန်ကောင်းကိုစောင့်ပြီးအိတ်ဆက်နေတဲ့အမုံလေးတစ်ခုလိုပါပဲမှန်ကန်တဲ့ရေအပူချင်းအာဟာရဒီလိုအခြေအနေတွေအကုန်စုံသွားတဲ့အခါကျမှသူကနိုးထလာမှာပါဒီမှာတကယ်ကိုအန်အော့စရာကောင်းတာကအရေးအတွက်ပါမိုးပွင့်တပွင့်တဲကနေစဉ်းစားကြည့်ပါဒီလိုမမြင်နိုင်တဲ့စပိုလေးတွေတန်းနဲ့ချီတီလေးလက်ကိုထုတ်လွှတ်နိုင်တဲ့ဆိုတာဒါတဘာဝတရားကသူ့ရဲ့မျိုးဆက်ကိုဘယ်လောက်တောင်ကြီးကျက်ခမ်းနားနဲ့နီလန်းနဲ့ဆက်လက်ရှင်တန်စေတယ်လဲဆိုတာကိုပြနေတာပါပဲကဲဆိုတော့အဲ့ဒီစပိုလေးတစ်ခုကလေလွန့်လာပြီးမြေကြီးပေါ်ကိုကျသွားပြီးအခြေအနေတွေလည်းပေးလာပြီးဆိုပါတော့ဘာဆက်ဖြစ်မလဲ။ तू ကအဲ့ဒီမှာတစ်ခုတည်းရမနေတော့ဘူး။သူ့ကိုယ်သူကြီးမားကျယ်ပြန့်တဲ့ကွင်းရဲ့ကြီးတစ်ခုအဖြစ်ကိုစပြီးပြောင်းလဲဖြစ်လိုက်ပါတယ်။အဲ့ဒီကွင်းရဲ့ကို mycelium လို့ခေါ်တယ်။ဒါကမှတကယ်ကိုမိုးရဲ့အဓိကခန္ဓာကိုကြီးပါ။မြေကြီးအောက်မှာနေပင်ကွင်းလိုဖြန့်ချစ်နေတဲ့အဖြူရောင်အမြင်တန်းလေးတွေပေါ့။လူတွေမြင်နေရတဲ့မိုးပွင့်ဆိုတာကသူ့ရဲ့အတီးပဲရှိသေးတယ်။ဒီ mycelium ကမှအပင်တပင်ရဲ့အမြင့်တွေပင်စီတွေလိုမျိုးတကယ်သက်ရှိကိုယ်ထေကြီးဖြစ်ပါတယ်။အဲ့ဒီ mycelium ကွန်ကရစ်ကဘာတွေလုပ်လဲဆိုတော့သူ့အလုပ်ဒီကတောတစ်ခုလုံးအတွက်အသက်တများအရေးကြီးပါတယ်။သူကတည့်ရဲ့ကြွေသည်တက်ကန်6တေလို့အရာအလုံးကိုပြန်လဲဆွေးမိစေပြီးမြေကြီးအတွက်အာရဖျောင်းပြန်ပြောင်းပေးတယ်။ပြောရရင်သူဟာတောနဲ့ကြီးတစ်ခုလုံးရဲ့ချောင်းမရဲ့အတွက်နောက်ွယ်ကနေအလုပ်လုပ်ပေးနေတဲ့ engine ကြီးတစ်ခုလိုပါပဲ။တောရဲ့သဘောက recycle စနစ်ကိုတိတ်တိတ်ကလေးမောင်းနေပေးနေတဲ့အသက်80ဝိုင်းကြီးတစ်ခုပေါ့အဲ့ဒီ mycelium ကွန်ရက်ကြီးကမြေကြီးအောက်မှာအချိန်တော်ကြာအာဟာရတွေစိုးစွမ်းရည်တွေစုဆောင်မိသွားပြီဆိုရင်တော့အခုဒီဇလန်းရဲ့အခမ်းအနားဆုံးအပိုင်းကိုရောက်လာပါပြီမြေကြီးရောက်အဲ့ဒီတိတ်ဆိတ်ငိမ်သက်ညီတဲ့ကဘာထဲမှာသဆုံတစ်ခုစပြီးလှုပ်ရှားလာပါတယ်သူရက်တွေလာတွေနဲ့ချီပြီးစူးဆောင်းထားသမျှစွမ်းရည်အားလုံးကိုဒီနေရာထဲမှာစုစည်းလိုက်တယ်ပြီးတော့နောက်ဆုံးမှာတော့အဲ့ဒီစွမ်းအားနဲ့မောင်မိုက်နေတဲ့မြေလွာကိုအပေါ်ကိုထိုးကန်ပြီးထိုးထွက်လာပါတော့တယ်အလင်းရောင်ရှိရာကပ္ပပေါ်ကိုပေါ့ဒါသူ့ရဲ့ဖုံးခွဲနေတဲ့ဘွားကနဲ့အားလုံးမြင်နိုင်တဲ့ဘွားစီကိုကူးပြောင်းလာတဲ့အခိုက်အတန့်ပါပဲအခုမြေပေါ်ကိုပေါ်ထွက်လာတာကတော့ကျွန်တော်တို့အားလုံးသိတဲ့မြင်ဘူးတဲ့မူပွင့်လေးပါပဲသူ့ကိုမိုးရဲ့အထီးခိုးထဲ fruiting body လို့ခေါ်တယ်ဟုတ်ပါတယ်သူ့ရဲ့မြင်နိုင်တဲ့ဘွားကတူတောင်းပြီးမဲ့အင်မတန်မှလှပါပြီးတော့အိမ်ရန်ကိုအရေးကြီးတဲ့ရည်ရွယ်ချက်တစ်ခုတည်းတော့ပေါ်လာတာပါသူ့ပွင့်အားလာပုံကိုအတူတူမြင်အောင်ကြည့်လိုက်အောင်နော်ပထမဆုံးပင်စီလေးကမြေကြီးကိုအားနဲ့သွင်းပြီးအပေါ်ကိုတက်လာတယ်ပြီးတာနဲ့အပေါ်ကအဖူးလေးကနေထီးလေးတစ်လက်ဖြန့်လာတယ်လို့မျိုးဖြည်းဖြည်းချင်းပွင့်အားလာတော့တာပဲအဲ့ဒီလိုပွင့်ထားတဲ့အခါမှာတော့သူ့ရဲ့ထိပ်ဖူးအောက်မှာမျိုးဆက်တဲ့တွေတဲ့အရေးကြီးဆုံးဖြစ်တဲ့နူးညံ့နဲ့ပါးဟက်လွှာလေးတွေပေါ်လာပါတယ်ဒီလောက်လှတဲ့မို့ပွင့်ရဲ့တက္ကတာဝန်ကဘာများဖြစ်မလဲတကယ်တော့တာဝန်ကတစ်ခုတည်းပဲရှိရဲအဲ့ဒါကတော့မျိုးဆက်သစ်တွေကိုပြန်လဲမွေးထုတ်ပေးဖို့ပါပဲသူကအစာစားဖို့ရှင်တန်ဖို့ပေါ်လာတာမဟုတ်ဘူးမျိုးပေါ်ဖို့တစ်ခုတည်းတော့ရည်ချက်နဲ့ပေါ်ပေါက်လာတာပါဆိုတော့ဒီမိုးပွက်လေးရဲ့ခဏတဲ့ဘဝအဇလန်ကအဆုံးသက်စီကိုရောက်လာပါပြီဒါပေမဲ့ခဏလေးဒါကတကယ်အဆုံးသက်တစ်ခုဟုတ်ရဲ့လားဒါမှမဟုတ်အစဖြူချင်းအသက်တစ်ခုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေမလားသူ့ဘဝရဲ့အထွတ်အထစ်အလားပဆုံးအချိန်ပါပဲအဲ့ဒီမိုတီဖူအောက်ကဘားလေးတွေကနေမျိုးဆက်သစ်စပိုးပေါင်းတန်းပေါင်းများစွာကိုလေထဲကိုပြန်ပြီးလွတ်ထုတ်လိုက်ပါတယ်ဟုတ်ပါတယ်ဇလန်ဆော့ပြောခဲ့တဲ့စပိုးလေးတွေလိုပဲပေါ့ဒီစပိုးလေးတွေဟာလည်းလင်းနဲ့အတူခီးဆက်မယ်ပြီးတော့သူတို့အတွက်စင်ပြေမဲ့နေရာသစ်တစ်ခုမှာဘဝသစ်တစ်ခုကိုထပ်ပြီးတော့ဆက်တင်ကြအောင်ပါဒါဆိုရင်တော့ရှင်းသွားပါပြီမိုးတပင်ရဲ့တိတ်ဆုံးခြင်းဆိုတာတကယ်တော့အဆုံးသတ်မဟုတ်ပဲမျိုးဆက်သစ်တွေထောင်ထောင်ကြည့်ပြီးပြန်လဲမွေးဖွားဖို့အတွက်အစပြုပေးလိုက်တာပါပဲဒါဟာတဘာဝတရားရဲ့ဘယ်တော့မှမပြီးဆုံးနိုင်တဲ့အသက်ရဲ့တန်တရားလေခြင်းကိုအကောင်းဆုံးတည်တည်ပြနေတာပါ
ဒီတော့နောက်တစ်ခါတောထဲမှာမိုးတပင်ကိုတွေ့တဲ့အခါသူ့ရဲ့မြင်နေရတဲ့အလားတရားလေးတစ်ခုတည်းကိုပဲမကြည့်ပဲနဲ့အဲ့ဒီနောက်ွယ်ကဒီလိုအံ့ဩစရာကောင်းတဲ့ဖုံးကွယ်နေတဲ့ဘဝခရီးစဉ်ကြီးကိုပါတတိယလိုက်ကြဖို့တိုက်တွန်းခြင်းပါတယ်